ဘာရာနတီပြည်မှာအမျော်အမြင်ကြီးမားတဲ့ကုန်သေးကောင်းဆောင်ကြီးမြင့်မြတ်ရှိခဲ့ပါတယ်။ဒီနေ့မှာသူဟာလက်အစီ900နဲ့ကုန်စည်တွေကိုတင်ဆောင်ပြီးကျေပြောလာတဲ့တဲကန္နာရာကြီးတစ်ခုကိုဖျက်ကျော်ဖို့ခရီးထွက်ခဲ့ပါတယ်။သူ့ရဲ့နောက်လိုက်တွေထဲမှာတော့တက်တီရှိပြီးဝီရိယကောင်းတဲ့လူငယ်လေးထပ်အောင်လည်းပါဝင်ပါတယ်။တဲကန္နာရာခရီးကပြင်းထန်လွန်းလာပါတယ်။နေ့ဘက်မှာတဲတွေကမီးခဲလိုပူပြင်းလို့ညဘက်မှာတဲ့ခရီးနှင်းကြရပါတယ်။ခရီးဆုံးကနီးတညမှာတော့လမ်းပြသူဟာအိမ်ငိုက်သွားပြီးလမ်းမသွားခဲ့ပါတယ်။မနက်လင်းတဲ့အခါမှာတော့သူတို့ဟာရေကုန်းရိခါကုန်းပြီးတဲကန္နာရာအလင်းမှာလမ်းပြောင်းနေတာကိုသိလိုက်ရပါတော့တယ်။ငါတို့အားလုံးတေးရတော့မှာပဲဆိုပြီးလူတွေအားလုံးစိတ်သက်ကြပြီးငိုယူနေကြပါတယ်။ဒါပေမဲ့မင်းမြတ်ကတော့အရှုံးမပေးပါဘူး။သူဟာလူသူကဲမဲ့တဲ့တဲကန္နာရာထဲမှာရေရနိုင်မဲ့နီးလန်းကိုရှာဖွေပါတယ်။အဲ့ဒီအချိန်မှာတဲပြင်ပေါ်မှာပေါက်နေတဲ့မြက်ပင်ခိန်လေးကစုကိုသူသတိထားမိလိုက်ပါတယ်။ဒီနေရာမှာမြက်ပေါက်နေတယ်ဆိုရင်အောက်မှာရေရှိရမယ်လို့မြင်းမြတ်ကဆုံးဖြတ်လိုက်ပါတယ်။သူကထထောင်နဲ့တခြားလူတွေကိုဒီနေရာမှာတွင်းတူးဖို့ခိုင်းလိုက်ပါတယ်။ထထောင်ဟာအားတက်ပြောနဲ့တဲတွေကိုရက်ထုတ်ပြီးတွင်းကိုစတင်တူးပါတော့တယ်။သူတို့ဟာမြင်းလောက်ကိုအတော်လေးနှောက်အောင်တူးခဲ့ကြပါတယ်။လူတွေကလည်းပင်ပန်းနွမ်းနယ်နေကြပါသည်။အဲ့ဒီအချိန်မှာပဲပေါက်တရားကမဟာကျော်တဲ့အရာတစ်ခုကိုရိုက်မိသွားပါတယ်။အဲ့ဒါကတော့ကြောက်ဖျော်ကြီးတစ်ခုပဲဖြစ်ပါတယ်။ငါတို့တော့ရေမရနိုင်တော့ဘူးကြောက်တုံးကြီးခန်းနေပြီဆိုပြီးအားလုံးကလက်လျှော့ဖို့ပြင်းကြပါတယ်။ဒါပေမဲ့မင်းမြတ်ကတော့မတုံးလို့ပါဘူး။သူဟာတွင်းထဲကိုဆင်းသွားပြီးကြောက်ဖျားကြီးပေါ်မှာနားကပ်ပြီးနားထောင်လိုက်ပါတယ်။ကြောက်ဖျားရဲ့အောက်ဘက်ကနေရေစည်းတံကိုသူကြားလိုက်ရပါတယ်။မလျှော့ချင်တဲ့ဦးဒီကြောက်လွားအောင်မှာရေရှိတယ်လို့သူကအားပေးလိုက်ပါတယ်။မင်းမြတ်ကထပ်အောင်ကိုကြည့်ပြီးငါတို့မင်းသားလေးငါတို့အားလုံးကိုကဲနိုင်မှာပါ။ဒီကြောက်ဖျားကိုအောင်မြင်အောင်ခွဲလိုက်စမ်းပါလို့တိုက်တွန်းလိုက်ပါတယ်။ထပ်အောင်ဟာခေါင်းဆောင်ရဲ့ယုံကြည်မှုကိုရရှိတဲ့အတွက်အားတက်တွေလောင်ညွှိုက်လာပါတော့တယ်။ထပ်အောင်ဟာအားရှိသမျှစုစည်းပြီးတူကြီးနဲ့ကြောက်ဖျားကြီးကိုအရှင်းဟုန်နဲ့ထုချလိုက်ပါတော့တယ်။သူဟာရင်ကနေပဲလဲစိတ်တက်ခိုင်မာမှုကြောင့်ပင်ပန်းမှုကိုမေ့လျော့နေပါတယ်။ရုတ်တရက်ကြောက်ဖျားကြီးဟာနှစ်ချက်ကွဲပါပြီးအောက်ကနေရေအေးကြီးတွေဟာထမ်းမင်တစ်ဖျားလောက်အထိပန်းထွက်လာပါတော့တယ်။အားလုံးဟာဝမ်းသာအားရကြွေးကြော်ကြပြီးရေကိုဝဝလင်လင်တောက်ကြပါတယ်။ထပ်အောင်ရဲ့ဇွဲနဲ့မင်းမြတ်ရဲ့အမျော်အမြင်ကြောင့်လူပေါင်းများစွာအသက်ချမ်းသာရခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာခရီးကိုအောင်မြင်စွာဆက်နိုင်ခဲ့ကြပါတယ်။ဒီဇလန်ရဲ့တေးကန်စာကတော့ဘလောက်ပဲခက်ခဲတဲ့အခြေအနေနဲ့ကြုံရပါစေ။မလျှော့တော့ဇွဲဝီရိယနဲ့စူးစမ်းအားထုတ်မယ်ဆိုရင်မဖြစ်နိုင်တာမရှိဘူးဆိုတာပါပဲ။ဝီရိယရှိသူဟာဘယ်တော့မှမရှုံးနိုင်ဘူးဆိုတာကိုထပ်အောင်တို့သက်သေပြခဲ့ပါပြီ။